မယား9မျိုးရှိတယ်တဲ့အဲ့ဒီ9မျိုးဟာဘာတွေလဲမေးရင်နံပါတ်1ခိုးသူနဲ့တူသောမယားဘာနဲ့တူသောမယားလင်းယောက်ျားသိအောင်ဝယ်ယူဝစ်စင်နေတိုင်းစားတော့တာကတစ်မျိုးလင်းယောက်ျားမသိအောင်ဝယ်ယူဝစ်စင်နေတိုင်းစားတော့တာကတစ်မျိုးကိုမိဘကိုဆွေမျိုးကိုညီကိုမောင်နှမကြတော့တိတ်တိတ်ကလေးနဲ့လက်သိပ်ထိုးပြီးတော့ထောက်ပံ့ပေးကမ်းသူမိဘသူဆွေမျိုးသူညီကိုမောင်နှမကြတော့မသိရင်အောင်ဆောင်အဲ့ဒီလိုဇနီးမယားမျိုးတွေကိုလောကမှာမရှိဘူးလားအဲ့ဒီလိုမယားမျိုးကိုတော့ခိုးသူနဲ့တူသောမယားလို့မှတ်ကြဘာနဲ့တူသောမယားသိရင်အပယ်ရောက်တတ်တယ်ပြိတ္တဘယ်ကိုရောက်တယ်လဲတို့မကွေးကဓမ္မကြီးတွေအဲ့ဒီတည်းပါသေးလားသိပါတယ်ရုပ်တွေကြီးတွေကမပါဘူးဆိုတာတို့ကယုံပြီးသားပါဗျာနော်နောက်တကဒုတိယတစ်မျိုးကအရှင်သခင်နဲ့သူတော်မယားဘာနဲ့တူအိုးလင်ယောက်ျားအပေါ်သိပ်ပြီးတော့ဩဇာပေးတာဟိုနေရာသွားလိုက်အောင်ဟိုဟာလှုပ်လိုက်အောင်ဒီနေရာသွားလိုက်အောင်ဒီဟာလှုပ်လိုက်အောင်ဒီလိုနေဒီလိုတိုင်းဒီလိုစားဒီလိုတော့ဒီလိုသွားဒီလိုလားပြညတ်တော်10ပါးနဲ့အုပ်ချုပ်တယ်လင်ယောက်ျားရဲ့အပေါ်မှာလည်းပဲဩဇာတိတ်ကမနဲ့လွှမ်းမိုးအစိုးရပြီးတော့မှနိုင်တဲ့စီနင်ပြူတာဟုတ်တယ်မလားအဲ့ဒါပဲပြိဿရဲ့အဲ့ဒီလိုမယားမျိုးကိုတော့အရှင်သခင်နဲ့တူသောမယားမလုတ်ကောင်းဘူးသိရင်အပယ်လာတတ်တယ်သိရင်ပဲရောက်မယ်တို့မကွေးကအမျိုးတွေမပါဘူးမလားသိပါတယ်ယုံကြည်ပြီးသားပါနောက်တကနံပါတ်3ကသူသက်ကောင်နဲ့တူသောမယားဘာနဲ့တူသောမယားလင်ယောက်ျားရဲ့အပေါ်မှာသိပြီးတော့ပြဿနာရှာတာပဲပြဿနာပေါင်း16000သူ့အတွက်မို့ဆိုပြီးတော့မှယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်မှာဟိုလူနဲ့ပြဿနာဖြစ်ဒီလူနဲ့ဇကာများအချုပ်ရောက်ဂတ်ရောက်ထောင်းရောက်တန်းရောက်အဲ့ဒီလိုဇနီးမယားမျိုးတွေကိုလောကမှာရှိသလားမရှိဘူးလားဒီလိုဇနီးမယားမျိုးကိုတော့သူသက်ကောင်နဲ့တူသောမယားလို့မှတ်ပါဘာနဲ့တူမယား9မျိုးရှိမြဲရိုးတွင်ခိုးသူအရှင်သူသက်သွင်းသို့အကျင်မရလာဤငရေအဲ့ဒီ3မျိုးဟာမကောင်းတဲ့ဇနီးမယားအမျိုးစားထဲမှာပါတယ်ပြိတ္တိသိရင်ပဲသွားမှာလဲပယ်4ပါးကိုရောက်တတ်တယ်နော်တို့တော်မကြီးတွေမပါကြစေနဲ့ခိုးသူအရှင်သူသက်သွင်းသို့အကျင်မရလာဤငရေအမြဲမပြီးအမိတမြနမမရွယ်ခင်မွန်းသပွဲကျွန်းနေလေးပြမယမကနေမနှပြီလာမြဲမြည်အမိနဲ့တူသောမယားဘာနဲ့တူသောမယားနမနဲ့တူသောမယားဘာနဲ့တူအဆွေခင်မွန်းနဲ့တူသောမယားဘာနဲ့တူကျွန်းနဲ့တူသောမယားဘာနဲ့တူလားအမိနဲ့တူရမယ်နမနဲ့တူရမယ်ဆွေခင်ပွန်းနဲ့တူရမယ်ကျွန်းနဲ့တူရမယ်အဲ့ဒီဇနီးမယား၄မျိုးကောင်းတယ်ပြိတ္တရဲ့သိရင်နတ်ပြည်ကိုသွားမယ်တဲ့သိရင်ဘယ်ကိုသွားမယ်အမိဓမ္မနမမရွင်ခင်ပွန်းသဘွယ်ကျွန်းနဲ့လေးပြမယားမကနေမနတ်ပြည်လာမြဲမြည်ယင်းသည်လေးသွဲမယားဝဲလဲကျွန်းနဲ့အလားတိုးမရမှုယောက်ျားစုပန်နိဗ္ဗာန်စုကောင်းတောင်းကားမလို့မချွတ်ဒူရိယာမြဲမြည်အဲ့ဒီမယားကောင်း၄မျိုးထဲမှာမှပြိတ္တရဲ့ကျွန်းနဲ့တူသောမယားဟာအကောင်းဆုံးနဲ့အမြင့်မြတ်ဆုံးပဲတဲ့ဘာနဲ့တူသောမယားအဲ့ဒီကျွန်းနဲ့တူတဲ့မယားမျိုးဟာပြိတ္တရဲ့ယောက်ျားစုကိုပန်ရင်လည်းပဲပြည့်တယ်တဲ့
နိဗ္ဗာန်ကိုသွားခြင်းလို့ဆုတောင်းမယ်ဆိုရင်လည်းပဲနိဗ္ဗာန်ကိုရောက်နိုင်တယ်တဲ့ဗျမှန်ရဲ့လားဇနီးမယားဘယ်နှမျိုးအဲ့ဒီ9မျိုးထဲမှာမကွေးကဒုအမျိုးတွေရှစ်3မျိုးထဲမှာပါလားနောက်4မျိုးထဲမှာပါလားဩတော်လိုက်ကြတာနော်ကိုရတဲ့ဓမ္မပူဇာလေးတောင်သူတို့ခွဲပြီးတော့လှူသွားခြင်းစိတ်ပေါက်တယ်ပြီးရင်တခါကြီးတွေမပြန်နဲ့အောင်ခင်ဗျားတို့တိတ်တိတ်လေးမေးကြည့်အောင်မဟုတ်လားမဟုတ်လားလို့အိမ်အထိလိုက်လို့မယ်ဟုတ်တယ်ဟမ်နောက်ဇနီး4မျိုးထဲမှာပါဟာလားအေးကောင်းပါတယ်နော်တာရုခေါ်ပါတယ်ဟာလားဟုတ်ခဲ့ရင်ပေါ့ဒါကဒကမာကြီးတွေမှတ်ဖို့ဇနီးမယားဘယ်နှမျိုး9မျိုးလာပြီဒကာကြီးတွေအတွက်လောကမှာဇနီးတဲ့တို့ရဲ့ရိုသေလေးစားမှုကိုမခံထိုက်သောအရေးအချင်းညံ့ဖြင်းတဲ့ယောက်ျားက10မျိုးရှိတဲ့အမှသူတို့ကတစ်မျိုးတာသွားတယ်နော်ဇနီးမယားတို့ရဲ့ရိုသေလေးစားမှုကိုမခံထိုက်တဲ့ယောက်ျားဘယ်နှမျိုးလင်မွဲလင်နာလင်သူရာကြိုက်လင်မိုက်လင်ဖြင်းလင်ပြင်းလင်အိုအလိုမပြည့်စံနာတွေ့ကြုံကလည်းရင်မိမဟုသည်ဤရှိမြေရောက်မကြည်မသာအနာဒရပြုတတ်စွာရှင်ဒီကနေ့လောကမှာဇနီးတဲ့တို့ရဲ့ရိုသေလေးစားခြင်းကိုမကန်ထိုက်တဲ့အမျိုးသားယောက်ျားဘယ်နှမျိုးဒကမာကြီးတို့တဲ့တစ်မျိုးသားတယ်နော်လင်မွဲလင်နာတဲ့စင်းရဲ့မွဲတေလွန်းတဲ့လင်အလုတ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူးကိုမိသားစုကြီးပွားတိုးတက်ဖို့ဘဝရှင်သန်ဖို့ဘလို့ယုံကံလှုပ်ရှားပြီးတော့ကြိုးစားရှာဖွေရမလဲဆိုတဲ့အသိစိတ်သူ့မှာမရှိဘူးငါအနေစားချောင်ရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့မိမထမိန်နာခိုစားတဲ့လင်ယောက်ျားမျိုးဇနီးတွေဘယ်တော့မှမလေးစားဘူးတဲ့ပြိတ္တစင်းရဲမွဲတေတဲ့လင်ဘာလင်ဒီဘုန်းကြီးတော်တော်လေ့လာထားဖို့ရတယ်နော်နောက်တကနံပါတ်2ကလင်မွဲလင်နာအနာယောဂါတွေဆက်ကပ်လို့အိပ်ရတဲ့လဲနေတယ်ဆေးဝါးတွေကုသလို့မပြောင်းနိုင်တဲ့နာတာကြီးယောဂကြီးတွေဆွဲကပ်ပြီးတော့အိပ်ရတဲ့မှာလဲနေတဲ့ရှားသမျှစီးပွားဥစ္စာတွေသူ့ရဲ့စေဘိုးတွေနဲ့သာကုန်းလုံးနေတဲ့လင်ယောက်ျားမျိုးတွေကိုလည်းပဲဇနီးတွေကဘယ်တော့မှမလေးစားဘူးတဲ့အနာယောဂါတွေထုပြောနေတဲ့လင်မျိုးပြိတ္တရဲ့လင်မွဲလင်နာလင်သူရာကြိုက်အရက်သေးစာအလွန်အကျွံတောက်စားတတ်တဲ့လင်ယောက်ျားမျိုးဇနီးမယားများဘယ်တော့မှမလေးစားဘူးတို့တကာကြီးတွေဝါသနာပိုင်ရင်လေနည်းနည်းပါးပါဆေးပြဝါပြလောက်တော့လောက်ကြပေါ့နော်များဆာခွေးပြနွားပြဆိုတာမျိုးတော့မလုံမိစီနဲ့ဟုတ်တယ်မလားတချို့တကာကြီးတွေကစိတ်တိုင်းကြတောက်ရှာလို့ရသမျှကိုဟာကိုဖြုံပြီးတောက်စားမျိုးဆို့ပြီးတော့မှဘာဖြစ်လဲအရှိန်များပြီးတော့မှလမ်းဘေးမှာမူမောက်ရက်လက်တတိတွေလက်သူများတွေကခွဲယူတွဲယူဖေးမှတွဲခေါ်ပြီးတော့မှအိမ်ပြန်ပို့ရတော့အိမ်မှာရှိတဲ့ဇနီးမယားသမိသားအဆက်ရမျက်နှာငယ်ရတာဗောမှန်ရလားအဲ့ဒီလိုရသေးသားတွေကိုလွန်ကဲသုံးဆွဲစားတောက်တတ်တဲ့လင်ယောက်ျားမျိုးကိုလည်းပဲဇနီးမယားတွေကမလေးစားဘူးတဲ့ဟုတ်သလားဘုန်းကြီးတို့ကြားဘူးတဲ့စကားနဲ့ဆိုရင်တော့အဲ့ဒါကြီးကစန့်ကျင်ဘက်မြန်ဖြစ်နေသလားမသိဘူးအယက်သမားမယားချစ်တဲ့ရက်သမားဘာဖြစ်လဲအယိုးကွဲအောင်ရိုက်မှသိပါတယ်မပြောပါအောင်မလေးထထောင်ကြောညာနေလိုက်သေးတယ်ငှနဲ့ချစ်ကြပါတို့ချစ်ကြပါနော်မထတန်းချစ်ကြအဲ့ဒီမှာဒီလောက်ဖေလူမျောပါရိုက်နေတာတော့အသေးဆွဲအောင်ချစ်ချင်သေးတယ်သူတို့လှုပ်ဆမ်းမှာတခါကြီးများရဲ့နော်လက်နဲ့မရရင်ထင်းချောင်းနဲ့တာရိုက်ဟုတ်တယ်ငါမြောက်ပေးခဲ့အောင်လာပြီးတော့မြန်အသေးဆွဲအောင်ချစ်ပါတယ်ဖေဟာ
ဒါကြောင့်အဲ့ဒီစကားတော့တို့စัจကျင်ဘမြန်ဖြစ်နေမလားမသိဘူးဟုတ်လားအယက်သမားမရချစ်တဲ့အောက်မှတချို့များအဲ့ဒီအနံ့လေးမှမရအိတ်တောင်မပြောဘူးဆိုလားပဲနော်ယွန်းစရာကောင်းတာကို့မြန်အနာကဖြတ်သွားရင်ဟိုသူတို့တော့မူမသိဘူးကို့တော့ခြားလက်ပတ်တော်ကိုရမ်းနေတာပဲဟုတ်လား